ဇလန်လေးရဲ့အစားမှာတော့ love ဆိုတဲ့အတိုင်းပြည်လေးကိုတွေ့ရမှာပဲဖြစ်ပါတယ်ဒီတိုင်းပြည်မှာနေတဲ့လူအများစုကမိန်းကလေးတွေပဲဖြစ်ပြီးတော့အဓိကလုပ်ငန်းအနေနဲ့ Hebe ရောဆိုတဲ့ရှီတွေကိုရက်ငင်ကြပါတယ်ဒီလိုနဲ့ဇလန်လေးကတော့စပါပြီသူ့နာမည်ကတော့လီလီယာပဲဖြစ်ပါတယ်ကျွန်တော်ကတော့လွယ်နီးနဲ့ပဲရှာပါလို့ပဲခေါ်လိုက်တော့မယ်အခုမြင်နေရတဲ့သူကတော့ main character ပါအမှပဲရှာပါဆက်ဆက်လူစိတ်ပြီးတော့ရေထဲကိုဖြန်းကနေခုန်ချပါတယ်အမှအထီးလားမလားမတီးတဲ့ crane ဆိုတဲ့ဟာကြီးကရှာဝါကိုတော်ကီစားဖုတ်ပါတော့တယ်ဒါပါလို့နေရတယ်ဒီလိုဆောက်နေလို့ချင်းမင်းဆောက်လို့ကဘယ်တော့ပြီးမှလဲအမှပဲရှာဝါမမတ်ဒီပဲနဲ့ကျွန်တော်တို့ရဲ့ main character ကြီးဖြစ်တဲ့မာကီယာကိုအောက်ခုစေခိုင်းပါတယ်မာကီယာတဲ့တခုနဲ့ပြန်ပြောလိုက်ပါတယ်အလောင်းနှိမ့်တဲ့ရေကန်လေးတော့ကတော့ငါ့အတွက် AC ပဲအဲ့တော့ငါခုံရှာတော့ဘူးလို့ပြောလိုက်ပါတယ်ရှာဝါကလည်းရှောင်းပန်းခေါ်လိုက်ပါတယ်အမှပဲကျွန်တော်တို့ရဲ့ main character ကြီးကတော့နည်းနည်းစဉ်းစားလေးရပါတယ်အမှပဲကိုရင်က main character ကြီးကိုနည်းနည်းတော့နှိမ့်တိတ်ပေးလိုက်ပါတယ်စိတ်ချမိရှုံးပါဒူတော်ငါ့ကိုနိုင်တာလည်းမဟုတ်ပဲနဲ့အမှပဲကျွန်တော်တို့ဒီလေးရတော့လူတွေနဲ့ဝေးကွာတော့နေနေတဲ့တူတွေကိုခွဲခွာချင်းတူတွေလို့ခေါ်ကြပါတယ်ဒီလိုနဲ့နောက်တစ်ခါရောက်တော့ပါတယ်ဟာဟိုနေ့တော့ငါ့ကိုရှောင်းမှန်းချုံတာနေမှမိတယ်ဘာတော့မတီးပါလားဟာတမီးရဲ့အမေဒီမှာအမေအိမ်ကားတွေကြိုးလို့လိုက်ပါတယ်သူများတွေကိုနိုင်တာလည်းမဟုတ်ပဲရှောင်းမှန်းတော့မခေါ်နဲ့လေတမီးရဲ့ဟုတ်တယ်အန်ဒီပြောပြလိုက်တမီးတောင်းမှမှာရဲ့နော်ငါတပီးရတကူလုံးနဲ့ရွှေတွေကြီးပဲတော့ရွှေတွေမဟုတ်ဘူးအန်ဒီအဲ့ဒါရေးတွေအန်ဒီရဲ့ဘာမှမဟုတ်ပါဘူးအဓိကပြကျင်တာတော့ကျွန်တော်တို့ရဲ့ main character ကြီးကမိဘမရှိဘူးဆိုတာကိုပြကျင်တာပဲဖြစ်ပါတယ်မာကီယာနောက်နေ့ရှောင်းမှန်းခုံးမယ်နော် ID လည်းမပေးပဲနဲ့အကယ်တော့မာကီယာတို့တိုင်းပြည်ရဲ့အကြီးကဲနဲ့အတူတူနေရပဲဖြစ်ပါတယ်ဟဲဟိုနားပဲကတောက်ကလေးလဲအော်မာကီယာပဲမာကီယာမင်းဘာလို့ရည်နေရတော့ကျမအမကြံလို့ပါအထီးကြံနေငါရှိနေရတော့မလားအခဲကြီးအဲ့လိုမဟုတ်ပါဘူးမင်းကမျက်ရည်လွယ်တဲ့ကလေးလေးပဲဘာလို့ငါတို့လူတွေကခွဲခါချင်းအဖွဲလို့ခေါ်ကြရလဲတိလားမေးလားအခြားသူတွေနဲ့ပုံစံနည်းနည်းကွဲပြီးနေထိုင်နေတဲ့ငါတို့ကရှေးဟောင်းပုံမြင်တွေကအသက်ရှိမျိုးစိတ်တွေပဲကျန်တဲ့သူတွေအတွက်တော့မဟုတ်ဘူးပေါ့ငါတို့မျိုးစိတ်တွေကနှစ်ရရှိကြတိုင်အောင်တက်ရှင်နိုင်ကြတယ်အားပြီးတော့ဘလာဘလာလျှောက်ပြောပေါ့တိထားမှာတို့ရဲ့အသက်က400ကျော်တော့ထိနေနိုင်တယ်ဆိုတော့ပဲဒီလိုနဲ့မာကီယာရှီရက်နေတော့မှထိုင်ပြီးတော့ဖီးတယ်ရှီပြန်ရက်တယ်ထိုင်ပြီးတော့ဖီးတယ်ရှီပြန်ရက်တယ်ထိုင်ပြီးတော့ဖီးတယ်ဟဲပလုတ်တော့အဲ့ဒါရှာဝါပဲညင်းနှန်းနေတဲ့အချိန်မှာရှာဝါဘာလာလုံနေရလဲဟာညီမလေးစိတ်ပိုင်းရှောင်းပိုင်းအောင်ခုံးမယ်ငါလိုက်ကြည့်ရင်ကောင်းလားတော်ပါကြီးလေးငါဆမ်းမစုတတ်ဘူးတော့အမှန်တော့ရှာပါနဲ့ဟိုဒီလားမလားမတီးတဲ့ဟာနဲ့လာချိန်တွေ့ရပဲဖြစ်ပါတယ်ချချင်းနှစ်ကောင်ပေါ့ကဲလာပါဤတကယ်ကြီးလားတကယ်ကြီးဆိုဆက်ဆက်လူစိတ်လောက်ပဲသူတကယ်ယူနေရလားဟာရီဒီလိုနဲ့မာကီယာကလည်းဘာကြောင့်မှမတီးပဲနဲ့မျက်ရည်တွေကျနေပါတယ်အဲ့လိုနဲ့ရိုမန်တစ်ဆန်သွားပဲပန်းနေရအလင်းရောင်တွေထွက်ပေါ်ခဲ့ပါတယ်ဝေါလာလိုက်တာငါ့ကိုပြောလား90ပေါ့တရုံမတိရတော့တရုံရဲ့အတိုင်းပြည်ကိုဖျက်ဆီးမဲ့ဟာတွေကလာပြီဆိုအောင်ညီမတွေတို့ရှောင်းမှန်ဝမ်းဟာမာကီယာဟုတ်တယ်ငါပဲဘာတန်လဲဟာဝီဒီကောင်လေးကတော့ငကားမှုပါဘူးရီယာနိုကောင်လေးလို့ခေါ်ပါတယ်ကျွန်တော်ကတော့လွယ်တကူငကားလို့ပဲခေါ်မယ်မာကီယာအကြီးအဲကိုတွားပြောလာရောမင်းတော့ခိုးပြီးချိန်တွေ့နေရအောင်လားအေးတွားပြီဒီလိုနဲ့မာကီယာလည်းပြေးပါတယ်ခုနကချိန်တွေ့ရတွားချောင်းကြည့်တာတော့ကတော့မမြန်ပါဘူးဒီလိုနဲ့ရှာရင်နဲ့ရေထဲကိုဖြန်းကနေခုန်ချလိုက်တယ်အကဲကြီးအတွဲမိထားတယ်ရောက်ရရှာရင်တော့မှအဲ့လောက်မခက်တော့ဘူးအကဲကြီးကဲအကြီးရေရွာထဲကိုတော်သားတွေရောက်လာပြီဗျို့ဟီဘီယောကောက်ဝဲကြဟာအပေါက်ဝိတ်တော့ငါဘယ်ကထွက်ရမှာလဲဟာတိန်ကဲကြအမလေးသောက်လို့တော့ပါဦးနေဟာငကားပေါ်ကတော့ဒေါ်လာနာကောင်ပါပါတယ်အမငကားကိုမြုံအားလို့မစင်းဘူး360ဒီဂရီလဲပြီးမှစင်းတယ်ဝီရှိရောက်ပြီအမလေးဖုံတော့နန်လိုက်တာအမပဲဘယ်ကဘလို့ရောက်လာတယ်မသိတဲ့ငကားနောက်ကောင်လည်းရောက်ခဲ့ပါတယ်ဟိုမှာနောက်တော့ကောင်ဟာဒါရီယာကြောက်တော့နေပါငကားရှိပါမဟုတ်ပါဘူးအမဒေါ်လာနောက်ကောင်လေကားရှိရတာနဲ့ဟိုလေကားတော့ဝဲလောက်ပဲဆင်းပြီးခုံချသွားပါတယ်ဟေးဟို
အခုတော့ကဘယ်ရွာလဲဗျကောလက်ဟာလာအတိုင်းပဲကလေးပဲရှိရဲ့ဒီမှာလဲရောက်တောက်ဖို့မပြောနဲ့ရောက်မင်းတော့အခုမှရောက်ဖို့မလားနောက်ဆုံးကြသန်းဒီဘက်နဲ့မရောက်တော့နည်းနည်းဆမ်းမှာအီးစော်လို့ခေါ်ပါတယ်ရွှင်အေးနောက်ထပ်ဒေါ်လာတစ်ခေါက်ဟာရားဝါဒရှိဟာအီးစော်စစ်တပ်ရဲ့ခေါင်းဆောင်ခေါင်းမပြုတ်ရှင်အဲ့ဒီစကားနောက်ရှောင်ငါအုတ်ထုတ်ရှို့လိုက်ရင်အခုသပင်ထောင်ပြကြစမ်းမင်းတို့ရဲ့ခေါင်းဆောင်ဝါမိုင်းရဝါဘေးလေးနဲ့တိုးပေးပါဗျငါပဲကွာဒီတိုင်းပြည်ရဲ့ခေါင်းဆောင်ကမေးလားဝါအကိုလုံးနဲ့အခုမှတွေ့ဘူးပါဗျတွေ့ရဝမ်းတာပါတယ်ခင်ဗျာခင်ဗျားတို့ကကြီးရတာကလေးလေးဆိုရင်ပဲအတက်က400ကျော်လောက်ဆိုတာကျွန်တော်ကြားဦးပါတယ်ဗျငါတော့မသိပါလားဟာငါကဒီမှာအေးသေးအလုပ်လုပ်ကြရယ်အပြင်လူတွေနဲ့လည်းမပတ်တတ်ကြအောင်ငါတို့ကရိုးတခြရှိရဲကြတယ်မင်းမှာအပြင်လူတွေနဲ့တွေးဖို့မတွေးဖို့ဆုံးဖြတ်ရပိုင်ခွင့်မရှိဘူးအေးဒါကဘရင်အမိန်ပဲမဲသာတော်ဝင်နန်းတော်ကိုလိုက်ခဲ့ရမယ်ငါတို့စိတ်ကငါနဲ့ရှောင်းပန်းခိုးလို့ရရင်အားဖယ်စမ်းပါကွာဟိုငါရဲ့ရှိတော်လေးမိန်းကလေးတွေကိုပဲဖမ်းလိုက်ကြစမ်းငါအမိတ်ဆန်းကျင်တဲ့ကောင်တွေအကုန်လုံးတက်ပြောဟိုးဒိန်ဝါခဲရအောင်ပြောကြည့်လိုက်စမ်းငါရဲ့ချရင်ကိုင်းဝါဒိန်ဝါ Oh shit bye have a good time နဂါကိုဂယူဆိုင်မနေတဲ့လူတွေကိုပဲဖမ်းကြအမနဂါကောင်းကင်ပေါ်မှာပြန်ရအားမရလို့ရေပါထကူပါတယ်အမနဂါအချိန်ကိုမထိန်နိုင်တော့ဘဲနဲ့မိကရိုက်တာဖြစ်တဲ့မာဂီယာစီကိုရောက်တော့ပါတယ်နောက်ထွက်ခွင့်ပေးဟေးဘာတန်လဲဟာအခုကြည့်နေတဲ့ဒူလာ subscribe လုပ်ပေးဦးပြိုအမေစားဖလို့တော့ဘာကောင်းလဲဟာနောက်ကြတဲ့ရှေ့တော့တက်စဖောက်ခဲရောက်အောင်ပြောကျမနာကိုနားလိုက်လိုက်ရောဒိန်ဒုံအမလေးတော့ဘလို့တော့ငါပါဝါပြီဟဲ့လက်လွှဲလိုက်ရင်ခံစားမယ်လက်မလို့ရလို့ရှိရင်လည်းနာကျင်ရမယ်ဒါနဲ့ကျမလည်းခေါ်အားရပါလုံးပါလေဒီလိုနဲ့ပဲမာကီယာကလည်းငကားနောက်ကိုပါသွားပါတယ်ကန်ကောင်းတာလားကန်ဆိုးတာလားတော့မသိဘူးကိုကတူပဲဆက်ကြည့်လိုက်ပါတော့ဝါလိုက်ပဲငါအခုမှမြင်ဦးလေဟဲအမရဲ့ငကားပါထားဖောက်လို့ပြီးထားလာပါတယ်ကဲရပါဦးပြောအမပဲကန်အောင်စွာနဲ့ပဲရှီမီနေကသူ့ကိုကယ်ထားလိုက်ပါတယ်ဟာအဲ့ဒါငါရွာကြီးပြီးလောက်နေပြီမဖြစ်ရဘူးဒီလိုနဲ့မာဂီယာတွေရောက်တော့တဲ့ဟိုကမန်းကဆန်းနဲ့လမ်းလျှောက်ပါတယ်တောင်ဆောင်တစ်ခုရောက်တော့ရှာဝါရေပြောတဲ့စကားတွေကိုကြားရောက်နေပြီးပါတယ်ဒီလိုနဲ့မာဂီယာတွေရောက်ဒရီလွတ်ပြီးတော့အောက်ကိုခုန်ချကန်ကြီးမှပဲဒရီပြန်ဝင်လာလို့ပါမဟုတ်ရင်ဒီနေရာမှာဇက်တိန်ပြီးကြာလာပြီဒီလိုနဲ့ drawing နဲ့အင်ဂျီယာမက်စကန်ကိုရောက်ခဲ့ပါတယ်အထဲမှာကလေးတန်ကြားရဟဲ့အမလီတော့ဘလို့တော့ကလေးနဲ့ငါနေညာဒီပေါင်းဒီထားရပါဟာဦးဝဲကလေးလေးတယောက်ပဲညရည်ပါတယ်ဝိုင်းကနည်းနည်းရတာရှိရဲ့ဘာလို့လဲဆိုတော့စားတတ်ပါလို့လေဟဲမင်းကအကြီးကန်းနန်းတော်မာကီယာမဟုတ်လားငါဒီရောဟီဘီရောဝယ်ဖို့လာတာဒါပေမဲ့ဒီမှာပဲတောင်းနေပါတယ်ကြီးရတာဒီအင်ဂျီမဲ့တယောက်စကန်လို့ပဲတခိုးဝင်စီတော့ပဲပေါ့ပြီးတော့ဒီကလေးလဲမွေးထားတဲ့မိခင်တယောက်ဖြစ်ရတော်တော်ပင်ပန်းတာပဲကိုဘွားနဲ့ရေးပြီးတော့ကိုရင်တွေလေးကိုကာကွယ်ပေးနေရတယ်သူဒီတိုင်းထားလိုက်ရင်မကြခင်သူ့မိနဲ့တွေ့ရပါပါဟဲ့လူလေးပဲဟာတီးလို့ရကြီးတယ်ဟာငါလက်ကြီးကင်ထားရတော့ကလေးလေးကဟာပြန်ယူလို့လည်းမရအသေးကြရင်ငါဆုံးဖြတ်လိုက်ပြီငါဒီကလေးလေးကိုရအောင်မွေးမယ်ဒီလိုနဲ့မာကီယာလည်းကလေးမိခင်ရဲ့လက်ချောင်းလေးကိုညင်တာသွားတယ်တချောင်းချင်းစီချိုးပါလက်ချစ်ကလက်ဒီလိုနဲ့မာကီယာရဲ့ဘဝအတစ်လေးကိုစတင်ခဲ့ပါတယ်ဟဲ့အောင်ဒါနဲ့ချတိုင်းကြမလားဟဲ့စောတန်တဲ့ကလေးတွေကွာဟမ်နေပေါင်းဒီခွေးကဘာလို့ဟောင်းလဲအထဲကိုတွားကြည့်မှဟဲနုတိုက်စရာမရှိလို့ပါဟဲ
လူတို့တိုင်းပါလားမဒမရဲ့စိတ်တို့ကိုလာတိုင်းနေရတဲ့ဒုက္ခပဲကလေးတယောက်ပြိုးထောင်ဖို့ဆိုတာဒါလွယ်တဲ့ကိစ္စမဟုတ်ဘူးတူကြတော့ကလေးနှစ်ယောက်နဲ့ကျမတက15နှစ်ပါဒီကလေးကဘယ်နှစ်နှစ်လဲဆိုတာမသိပါဘူးညီကိုဘယ်သူမေးလဲဒါနဲ့လေကလေးနာမည်ကဘယ်လိုခေါ်တော့လီလီယာဟုတ်တယ်ပါဦးငါကလေးကယောက်ျားလေးပဲအဲ့ဆိုရင်ရီပါလိုက်ရင်အေးကြီးရဲ့မိုက်တယ်ဒီလိုနဲ့ကလေးမိခင်အတေးဆက်သက်လေးအတွက်အလုပ်ရှာပေးပါတယ်ဆိုင်ရနောက်မှာတော့မတုံးတော့တဲ့ရက်ကန်းစင်တစ်ခုတော့ရှိတယ်မင်းအမှသုံးလို့တော့ရတယ်ရှင်ဒီနေ့အတွက်ဝေစုပါကျေးဇူးပါရှင်မင်းလုပ်ခဲ့တဲ့ဒိန်ငယ်ကကြံတဲ့ဟာတွေနဲ့အရသာကွဲနေတယ်လို့ဟုတ်ပါဘူးရှင်နောက်အပတ်ရရင်အဖွားအတွက်ဒီရှာလို့ပြခောက်တုံးကလည်းရသာကွဲနေတယ်ဒါပြီးနောက်အပတ်ပေါ့ငါရွယ်တော့ငါတော့မှကလေးတယောက်ဖြိုးထောင်မှုဆိုတာအရန်ခက်ခဲခဲ့တယ်ငါခင်မကမျက်လုံးညီယောဂဖြစ်နေတဲ့ငကားတစ်ကောင်ကြောင့်အတက်ဆုံးကြုံခဲ့ရတယ်ကွကျမမသိဘူးမိခင်တယောက်ဖြစ်ရဘယ်လိုမျိုးလဲဆိုတော့ကျမမသိဘူးဘာလို့ဆိုကျမကလေးတည်းခါမှမဝေဘူးကြည်ရဘဲရှိမှပုံတော်မပေါ်ပါဘူးဟုတ်တယ်ဟေးကလေးလည်းရှိတယ်ဟာဒါမကီယာရှိရနေရဲ့ဆိုတော့သူ့ကလေးရောအေးရဲ့လေးလဲနောက်တော့လမ်းလျှောက်နိုင်ခဲ့ပါပြီဟာတူးနာမည်ခေါ်ရခက်လိုက်တာဝါမောင်ဝါလို့ပဲခေါ်တော့မယ်ကျမကြီးရဲ့ဘာနဲ့ပါဝမ်းကုတ်မရစိတ်ချအောင်ရှင်းခိုင်းထားတဲ့အလုပ်ပြီးကြပြီလားမပြီးသေးဘူးမေအေးမြန်လာကြတွေ့မယ်တောင်းပါရမေလာကဖင်လေးကော့ထားကြတာယော့မေလို့ပြောကြည့်မေနောက်ထပ်ငကားတစ်ကောင်မျက်စိနီယောဂကြပြန်ပြီအဲ့တစ်ကောင်မြန်ပဲတက်ပြလိုက်ပြီးကျင်းနဲ့လာလူတိုင်းမေကုံမထုတ်နိုင်ပဲငကားတွေအသက်ရှင်နိုင်ရေးအတွက်ဆိုရင်တခုအစားထိုးရမယ်အိုးအမှန်ပဲငါတို့မှရှိပြီးသားဟဲဤတော့နောက်ထပ်မိန်းကလေးဘယ်နှယောက်လူလေးလဲမင်းသားလေးရဲ့ကျင်ရတော့ဖြစ်မဲ့ love မိန်းကလေးဟေးဒီမှာဘာလို့ပဲနေရလဲရိုးနေတာတန်ရိုးတွေအလောက်ခတ်ထားပါလေဆိုနေမှာဒီ enemy ကဘိုင်းနဲ့မဟုတ်ဘူးဆိုရင်ပဲကျွန်တော် regret တာပထမဆုံးဖြစ်တဲ့အတွက်ကျွန်တော်ရှေ့သွားရပေါ့နော်အားကြောင့်မို့ကျွန်တော်ပတ်ခွဲပြီးတော့တင်ပေးမှာပဲဖြစ်ပါတယ်ဆိုတော့အဆုံးထိကြည့်ပေးကြတဲ့အတွက်အားလုံးကိုကျေးဇူးတင်ပါတယ်ဒါကတော့ပတ်ဝါမှာပတ်2ကိုမကြခင်လာပါမယ်